Okay အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် caption မှာထိုးထားတဲ့အတိုင်းပဲဒီ Marvel Stars က easy classes ကိန်းလေးကျွန်တော်ပြန်ဆော့မယ်ပေါ့နော်ဘာလို့လဲဆိုတော့ပြင်းလို့ပါကိန်းလေးဆော့စရာမရှိတော့ပတ်စံနားလည်းရချင်တယ်ကိန်းရလေးဆော့ချင်တယ်ဆော့ဒီ easy classes ကိန်းလေးပြန်ဆော့မယ်လို့တွက်ပြီးတော့ဒီ video လေးလုပ်ပြတာပေါ့နော်So original ကိုလည်းကျွန်တော်စောတည်ရဒါပေမဲ့သိမကြိုက်လို့အဲကြောင့်ကို classes ပြန်ထွက်လာတော့ classes ပြန်စောတော့ထွက်လာတော့မဟုတ်ပါဘူး classes လေးဆိုပေါ့ sorry ကျွန်တော်လည်းတတ်ထားမိလို့ချက်လေးဖြုတ်လာချိန်လိုက်အောင်နော်ခုဒီ easy classes မှာSLP ပြန်ပေးမယ်လို့ကြားလို့ရဘယ်လိုပုံစံနဲ့ပေးလဲတော့ဒီကြားတော့မသိဘူးနော်တစ်ချက်လောက်ပေါ့ classes ဆိုမှဆိုကျွန်တော် easy account လေးတွေလိုတယ်ကျွန်တော် easy မရှိဘူးကျွန်တော်အရင်တော့ရှိတယ်ကိုမရှိတော့ဆိုဝယ်ရမှာပေါ့နော်ဒါကျွန်တော် Ronin wallet ကလောဆယ် Ronin တမျိုးပဲရှိတယ်တော့လို့လာပဲရှိဘာမှမရှိဘူးဆိုဒီဆုံးကျွန်တော်ဒီထဲကနေပြီးတော့ပြန်ထုတ်မယ်ဘာလို့အရင်မဆိုင်ချင်ဘူး easy ဈေးကလောလောဆယ် 3.2 လောက်ရှိတယ်ဆိုတော့ကျွန်တော်6လုံးလောက်ပြန်ထုတ်မယ်ဗျာနော်ဒီမှာ 29% နဲ့အတိုးယူထားတာပေါ့နော်အတိုးယူတဲ့နေရာထည့်ထားတာပေါ့ဒီအတိုးယူဘယ်လိုယူရလဲဆိုတော့အရင်တော့ကျွန်တော်လည်း34လောက်ပေးတယ်ဆိုတော့အတိုးယူရတာဘယ်လိုထည့်တယ်ဆိုတော့လည်းကျွန်တော်ပထမဗီဒီယိုမှာပြောထားတာရှိတယ်နော်ကတကျွန်တော်ပြန်ပြီးတော့ unstate လုပ်လိုက်မယ်ဗျာနော် okay 6လုံးပြန်ထုတ်မယ်ပြန်ထုတ်ပြီးတော့ကျွန်တော်ဘယ်သွားမလဲဆိုလို့ရှိရင်ကျွန်တော် Katana Dash ကိုသွားရမယ်ဗျ Katana Dash နော်Katana Dash ပေါ့sorry ထောက်တော့မပြီးသေးဘူးတဲ့ရောက်ပြီလားရောက်ပြီ$19ကြော်လောက်တော့ရတယ်နော်Katana Dash ကိုသွားစရာမလိုပဲနဲ့ကျွန်တော်ဒီမှာတမ်းပြီးချိန်လို့ရမှာမသိခဏလေး swap ကိုနေမယ်ဟုတ်တယ်တမ်းပြီးတော့ချိန်လို့ရတယ်ဆိုတော့ကျွန်တော်ချိန်နေတဲ့ token က ASUS နော် okay ASUS ကနေပြီးကျွန်တော်ဗာချိန်မယ်ဆိုတော့ Ethereum ချိန်မှာပါဘယ်လိုပဲ Ethereum ချိန်မှာပေါ့နော်ကုန်ချိန်မယ်လောက်ရအောင်7.CC7 လောက်ရမယ် okay proof ပေးမယ် proof ပေးလိုက်မယ်ပေးနေပါတယ်ခဏလေးဆောင်ပြော okay sign message with enrollak လမ်းမှာ sign တော့မယ်ပြီးလို့ရှိရင်ကျွန်တော်ဆွဲပါမယ် confirm ဆွဲပါ okay confirm ရပြီဒါဆိုရင်ကျွန်တော်ရဲ့ရှိတဲ့ ASUS ကိုကျွန်တော်က WETH ချိန်လိုက်ပြီပေါ့နော်ချိန်လိုက်ပြီဆိုတော့ okayတခါတည်း WETH ကို Binance မှာBinance မှာ ETH ပေါ့ ETH ဝယ်ပြီးတော့ Ronin ကိုတန်းပြီးတော့ထုတ်လို့လောလောဆယ်မရဘူးဗျာ Ronin chain ကို support လောလောဆယ်မပေးထားတော့ USDC ဝယ်လိုက်တယ်ဝယ်ပြီးတော့ဒီ Ronin wallet ကို Ronin chain နဲ့ပို့ကမှ WETH chain လို့လည်းရတယ်နော်အဲ့လိုပုံစံနဲ့တွားလို့ရတယ်ကျွန်တော်ကတီးတိုင်း ATM မှာ site ချင်တော့ဒီ access staking ကနေအတူရတဲ့ဟာနဲ့ကျွန်တော် ETH chain လိုက်တာပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ AC ကောင်လေးတွေကိုဝယ်မယ်ပေါ့ဗျာနော် AC ကောင်လေးတွေဝယ်မယ်ဆိုလို့ရှိရင် AC Infinity Marketplace ကိုကျွန်တော်တွားပါမယ်နော်တွား Marketplace app.exe တွင်ဝင်လိုက်မယ်
ဒီမှာကျွန်တော်တို့ဝယ်စရာတော့အများကြီးပဲအများကြီးဆို easy တွေကအစားအသောက်ရှိရဈေးတွေလည်းအစားအသောက်ရှိတယ်ကိုချာမဲ့ style ရှိတယ်သူမှာကကျွန်တော်တို့ easy မှာဆိုလို့ရှိရင်ဒီမှာပြထားတဲ့အတိုင်းပဲeasy ခဏလေး easy ကိုကျွန်တော်သွားလိုက်မယ် easy ဘောကကိုကြည့်ပါဦးတစ်ထောင်တော့တင်17တန်းကျော်ရှိတယ်နည်းနည်းတော့ easy မောနော်ဒီ17တန်းကျော်ရှိ easy မှာလည်းကျွန်တော်တို့အဒီကအသေးစိတ်တော့ကျွန်တော်အရင်ပြောမပြတော့ဆိုဒီဗီဒီယိုကဒီ AC Classic ကိုတေချာရှင်းပြတဲ့ဗီဒီယိုမဟုတ်ဘူးเนาะအဲဒါကြောင့် Classic ကတော့ဒီမှာ base ရှိရယ် aquatic ရှိရယ် plank ရှိရယ် bug ရှိရယ် bud ရှိရယ် reptile ရှိရယ် mash ရှိရယ် down ရှိရယ် dust ရှိရယ်เนาะ1 2 3 4 5 6 9 မျိုးအောင်ရှိတယ်ကိုလည်းအဆင်ပြေတဲ့ style နဲ့ဆော့ကျွန်တော်အရင်ကတော့ Binance ဆော့လဲဆိုလို့ရှိရင်အရင်တော့ကကျွန်တော် plan beast တို့เนาะplan aquatic တို့เนาะရှင်းမ reptile ထားတဲ့ style နဲ့အဲ့ဒါနဲ့ဆော့ဘူးလေကို style နေ meta တွေပြောင်းသွားပြီလားတော့မသိဘူးဒါပေမဲ့ကျွန်တော်အရင်တိုင်းပဲဆော့ကြည့်မှာပေါ့เนาะဒီတော့ကျွန်တော်မှတ်ထားတဲ့ကောင်လေးရှိတယ်ဒီကောင်လေးပေါ့เนาะဒီကောင်လေးကမစိုးဘူးပေါ့မစိုးတော့ကျွန်တော်ကောင်ဝယ်လိုက်ဗျာSo Ethereum ဒါနဲ့လို့ဝယ်လို့ရတယ်ဗျာကျွန်တော်မသိဘူးကြာအဲ့လိုမသိတာနဲ့ဝယ်တာပေါ့ကျွန်တော်ပဲချိန်မလဲကိုထားပါတော့ Ethereum လည်းအလကားပတ်စံလို့ကျွန်တော် Okay ကျွန်တော်တို့နည်းနည်းပေးရမယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်ဝယ်မယ် Okayဆိုတော့ကျွန်တော်မ 2.8 ဒေါ်လာတော့ကုန်မယ်ပေါ့ဗျာနော်။အောင်လေးကျွန်တော်ဝယ်လိုက်မယ်။ Okay transaction complete few minutes မှာကျွန်တော်တကောင်ရမယ်ပေါ့ဗျာနော်။အဲကျွန်တော်ဒီမှာတက်ကြည့်မယ်။ Okayတက်ကြည့်မယ်ကျွန်တော်ပတ်စံတော့ဖြတ်သွားပြီ။ NFT ထဲမှာ Okay easy တကောင်ရပြီပေါ့နော်။ Okay ဒါဆိုအဆင်ပြေပါတယ်။နောက်တစ်ကောင်ကကျွန်တော်ရွေးထားတာက A3 ဗျာ။ A3 လို့ခေါ်တဲ့ reptile ရှေ့အကောင်လေးပေါ့နော် reptile မီနဲ့ A3 ဆိုတာကျွန်တော်မှတ်ထားနော်ဒီကောင်လေးကကျွန်တော်ကြိုက်တာကအပါရီပါလေဆိုရင် cat မှာမူရာပါမယ်နော်ကျွန်တော် energy 0နဲ့သုံးလို့ရတယ် speed shot ပါမယ်နောက် damage အတော်အသင်းထွက်တဲ့ဟာတစ်ခုပါတယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကြိုက်တယ် $2.97 ပေးရမယ်ပေါ့နော်ကျွန်တော်ဝယ်လိုက်မယ်ဗျာAC classes today if not playable and after ban next reset vale ha if AC was added in classes today or dini ma class ko la hai playable after ban until next reset so lo mya dei luပြောရခဏနေဘာဖြစ်လို့လဲတော့မသိဘူးဆို A3 ကိုပြန်သွားမယ်ဟောတော့အကောင့်တက်မလို့တော့မသိဘူး။အမလီဒီကောင်လေးစီကြီးလိုက်တာဖျားလို့စီကြီးလိုက်တာအဲ့ဒါဆိုတော့ကျွန်တော်ပြန်ရှာမယ်။ class ထဲမှာ reptile ရှာမယ်ဟာတယ်။ normal ကောင်လေးစီကြီးနေခဏလေးဘာလို့လဲခဏလေးI don't know. If this AC was added in classes today, it will not available after buying until the next reset. Or did you ma young Lara fit him? No, did you ma pop a lot of come as I didn't solo me are they? Solo me are didn't fight so. So wow, where are I? Babylon so. Babylon the charm ofဒီကောင်စီကောင်းလိုက်ဗျာမရဘူးဗျာโอเคဝယ်လို့မရဘူးတဲ့ဆိုထားလိုက်တော့နောက်တော့ရှာမယ်နောက်တော့ကကျွန်တော်မှတ်ထားတာက A1 ဝယ်ပြီးသွားပြီနော် plan ဝယ်ပြီးသွားပြီဆိုကျွန်တော် A2 ဆိုပြီးတော့မှတ်ထားတာရှိတယ်ဒါပေမဲ့ဘယ်ရောက်သွားမှမသိဘူးရင်းတော့မှတ်ထားတာရှိရဲ့ပြောက်သွားတော့ beast ကောင်ရှာမယ် beast ကောင်ရှာမယ်ဆိုတော့ခဏလေး beast ကောင်ရှာလိုက်အောင်မယ်
မှာခဏရက်လိုက်ခဏလေးပဲကျွန်တော်နောက်တဲ့ဗီဒီယိုတစ်ပုံနဲ့ဆက်ပြီးတက်လာခဲ့ပါဆို Wi-Fi ကြောက်ပါလို့နော် Okay ဆိုတော့ကျွန်တော်ဒီ reptile လေးကိုတော်တော်ကြိုက်နေတာ reptile လေးကိုတော်တော်ကြိုက်နေတာဆို reptile လေးကိုဝယ်မလို့လုံးဒီကောင်မှာဘာတွေပါလဲဆိုတော့ကျွန်တော်ကြည့်ခဲ့တဲ့အတိုင်းပဲကတ်ဒီပါတယ်ဝယ်ကြည့်လိုက်မယ်ဘိုင်နော် Okay ခုနတိုင်းမရဘူးရိုနင်းကဘာဖြစ်လဲရိုနင်းကဘာဖြစ်လို့လဲ$10ကျော်ကျန်သေးတယ် NFT ထဲမှာတစ်ကောင်ရောက်နေဒီကောင်ဝယ်လို့မရဘူးဆိုရင်ကျွန်တော်နောက်တစ်ကောင်ရှာရမှာပေါ့နေလို့ဒီကံပြီးပြန်တော့ game ရောက်ခင်မှလည်းကျွန်တော်တော့အကောင်ဝယ်ရတဲ့တိုင်ပတ် class ထဲမှာ beast တစ်ကောင်ရရှာမယ်ရန်ကောင်းတဲ့ကောင်လေးတော့မဝယ်နိုင်ဘူး beast ထဲမှာကျွန်တော်ကြိုက်တဲ့ကောင်ဟာ crab နှစ်ကောင်ပါတယ်ဒီကောင်လားမသိမျိုးလုံးပြပြနဲ့ကောင်လေး$3ကျွန်တော်ပေးရမယ်ကတ်တီက Nutcracker single compact ivory shark နဲ့တူကောင်းနေဆိုဒီလို piece ကိုရှားနေတာပေါ့နော်ဒီလို piece ကိုရှားနေတာ Okay ဝယ်လို့ရမယ်တော့ပြောတာပဲ confirm ဝယ်လိုက်ပြီဗျာဝယ်လိုက်ပြီလောကနာဆောင်ရတော့မယ် Okay ဟိုစတော့အကောင်လေးမရှိတော့တာဗျာကျွန်တော်သိတယ်လို့ဆိုလိသူများဝယ်သွားတာဗျာအားကြောင့် Okay နောက်တစ်ကောင်ပဲလူတော့တယ်ဝယ်ပြီနောက်တစ်ကောင်ကျွန်တော် reptile ဝယ်ခြင်းဟာ reptile ဝယ်ခြင်းတဲ့ထဲမှာခယူပေါ်နဲ့ 2.8 2.9 2.3 ဒီကောင်ဘလို့အခေါ်လေးနဲ့ချက်ကြည့်မနော်breakout glass မှာက no ဒီကောင်လေးမကြိုက်ဘူးဗျမကြိုက်ဘူးဆို 2.9 ခယူကုန်နေပဲ glass restaurant chopper okay ကောင်းဝယ်ကြည့်မယ်ရလားအဲ့ဒါဆိုစမ်းသပ်တော့ဒီကောင်လေးမရှိတော့ဘူးဗျာဝယ်ခိုင်းဒီချိုးကောင်းတော့အဲ့ဒါကြောင့်မလို့ဝယ်သွားတာပါ glass reptile okay ဒီကတော့အင်္ဂိုင်းပေါ်ဒီကောင်ကိုတော့မယ်တော့ပြီးတော့ similar တစ်ချက်ခေါက်ကြည့်မယ်similar AC ဆိုရင်တော့မဆိုးကောင်းနေတဲ့တူတာလေးတွေရတာဆိုကျွန်တော် run wall လေးတစ်ချက်ဆက်လိုက်မှာခဏလေး run wall လေးတစ်ချက်ဆက်လိုက်အောင် NFT နှစ်ခုရနေလားဒီနှစ်ကောင် okay ဒီနေ့ကတော့နှစ်ကောင်ဟုတ်တယ်$7 $2 $9 $12 okay $7အောင်ပေးရမယ်ဒီ virgin ကဆိုတော့ကျွန်တော်ဒီမှာဘယ်လောက်ကျန်သေးလဲ$13လောက်ကျန်သေးရဲ့ဗျ easy ပါပဲဒီကောင်ဖြစ်နိုင်လားပေါ့ breakout 0ရှိရယ် reject class လည်းဖြစ်တယ်ချမယ်ဗျာဝယ်ချလိုက်မယ်$7နဲ့ရောင်းလားမရောင်းနိုင်ဗျာနော်$3လောက် average ပေါင်းလိုက်ခြင်းမှာဒီကောင်$7နဲ့တော့နည်းနည်းတော့များတယ်ဒီလိုနေနေများတယ်ဒါပေမဲ့တန်းတယ်ဒီ style ပဲစောကျွန်တော်စောအကုန်လုံးမှာ$20တော့မကုန်ပါဘူးနော်ကဲဒါဆိုကျွန်တော်ဝင်နေတဲ့ထဲမှာအကောင်3ကောင်တော့စုံသွားပြီ$5ဆိုကျွန်တော်$15လောက်တစ်ဖွဲ့ပေါ့$15နဲ့တစ်ဖွဲ့ရင်းလိုက်တဲ့သဘောပေါ့ဗျာနော်ဟုတ်ပြီဒါကျွန်တော်အဲ့ထဲမှာပေါ့နေရှိလက်ချက်တော့ကြည့်လိုက်ပါ inventory ထဲမှာ AC 3ကောင်ရောက်သွားပြီ okay ရောက်သွားပြီနော် Pandora Virgin okay manage AC ဒီကောင်ကိုဖိုင်လောက်ကောင်းဒီကောင်ကိုဘာတွေလုပ်ရမလဲ
ဆိုမရောက်ပါဘူး Ronin Chen Sleeper Okay ကျွန်တော် edit ကတခြားကိုကျွန်တော်နာမည်ပေးမလို့ပါကျွန်တော် Beast ပေါ့နော် BEAST Beast Monster လို့ပေးလိုက်ပြီဗျာနာမည်ရလန်းတယ်တူ Beast Monster ဟုတ်ပြီနောက်တကောင်ပြောင်းမယ်ကျွန်တော် Beast Monster ရဲ့ Pandora တဲ့ဒီကောင်အဲ့မဆိုးပါဘူးဒီကောင် Virgin Reptile တိုင်းဆိုကြားလိုက်မယ် just a minute နာမည်ပြောင်းနေတယ်တောင်းလိုက်ချင်းပြောလိုက်မယ် Virgin Reptile ဆိုတဲ့နာမည်လေးကြိုက်တယ်နာမည်ကြိုက်တယ်ဆို okay ဒါရပြီဗျာကျွန်တော်3កောင်း ready ဖြစ်သွားပြီဆိုကျွန်တော် game နဲ့ပြန်သွားမယ်စောကြည့်အောင်ချက်တော့တားလိုက်တော့ okay ဒီတော့ဟိုလေဘောလာရှိပေးပြီးတော့စောခဲ့ဘူးလေပေါ့နော်အတန်ကျဲပဲရှော့လိုက်စောခဲ့ဘူးလေဒါမဲ့နောက်ပိုင်း SRP တွေမပေးတော့ဘူးဘာညာဆိုကျွန်တော်မစောပြတော့တာပါနော် okay ကျွန်တော် AC ရှိရဲ့ဗျဟုတ်ပြီ AC okay ကျွန်တော်အကောင့်3កောင်းရောက်ပြီပေါ့နော် level 1 3កောင်းရောက်ပြီဆိုတော့ team ဖွဲ့ရမှာပေါ့team အရင်ဆုံးဖွဲ့မယ်ကျွန်တော် new team ပေါ့team မှာဆိုလို့ရှိရင်ကျွန်တော်ပထမ3កောင်း new team အစားကျွန်တော် team name ကိုကျွန်တော် skp 10လို့ပဲ triple copy ပေါ့ skp okay နော်ကျွန်တော် backline မှာဘယ်သူထားမလဲဆိုတော့ကျွန်တော် backline မှာ beast ပို့ထားပါမယ်နော်middle line မှာဆိုလို့ရှိရင်ကျွန်တော် reptile ထားမယ်sorry မှားပါပြီကျွန်တော် backline မှာက reptile ကိုထားမှာ middle line မှာကျွန်တော် beast ထားမယ် shield front line မှာတော့ကျွန်တော် plan ထားမယ် okay sorry မှားပါ middle line မှာ beast တော့ရှောင်းပါ front line မှာက plan နော် mid line မှာကကျွန်တော် beast okay နောက် back lane မှာက reptile okay team name က CKP နော် CKP okay save line okay team လည်းကျွန်တော် upgrade လုပ်ပြီးသွားပြီဆိုလို့ရှိရင်shop တာပါတယ်ဝယ်မှာဥမာကျွန်တော်လည်းစာဆော်တာဆိုတော့အသိသေးချင်ဟိုကျွမ်းကျင်နေ okay 5 years စာပြီးတော့ချမယ်ဗျာ play ornament ရှိတယ် collision ရှိတယ် arena ရှိတယ် tower ရှိတယ် private tournament okay ဘာရနိုင်လားဒီကောင်းနဲ့ဘာရနိုင်လဲချက်ဖတ်ကြည့်အောင်ဘာရနိုင်လဲဆို win battle 7 battle to an exp okay SLB ရပါမှာ 7 battle to an exp and SLB reward to lose and you are out okay ဒါဘာရနိုင်လဲဆိုthis session results okay ဒီကြတော့ဒါမဲ့တပွဲတော့စာကြည့်အောင်ဆိုဒီမှာနည်းနည်းလေးစမ်းပြီးတော့ fight ကြည့်ရမှာမစောတာချပြီဆိုလေနော်မစောတာချပြီဆိုတော့ကိုကောင်လေး cap တွေဘာတွေစပါးမသိတော့ဘူးဆိုတော့ဥစားပြန် fight တာဆိုokay ဆိုစမယ်ဆိုကျွန်တော်ဟိုနဲ့ aqua cat တွေအရင်ဆုံးဒါနဲ့ကျွေးလိုက်မှာokay ဘူရီခံလိုက်မှာ okay
energy နဲ့ပြီးသွားပြီချာspeed လောက်တိုင်း speed ပဲထွက်တယ်ဟော damage ပဲထွက်သားပဲဟိုကျွန်တော် beast ရှေ့ကိုရောက်တာနော်မှားနေဟုတ်တယ် beast ကရှေ့ကိုရောက်နေမှားနေဒီကောင်သုံးမယ်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 အော် energy မရှိအောင် sorry လီတဲ့နေကျွန်တော်ပြောင်းမြန်ဖြစ်သွားတယ် sorry နည်းနည်းမှာပါ4-5တော့နည်းလေးစတဲ့တင်းဖောင်နဲ့မှာပါလို့ဗျာတင်းဖောင်မှာတော့လို့ဆိုတော့energy ကုန်နေရေးတယ်တော့ရှင်းပါမလားမသိဒီပုံတိုင်းဆိုရင်ကျွန်တော် plan ကိုရှေ့တင်မယ်တင်ပြီးတော့ plan ကိုရှေ့တင်ပြီးတော့ base ကိုအလဲထား base ကိုနောက်ဆုံးမှထားရင်ကောင်းမှာမသိဘူးဘာတွေးတောင်းလဲနော် okay okay နိုင်မလားမသိချင်းနေမကောင်း4-5လက်တစ်တကောင်ထဲမယ်တကောင်ထဲမယ်energy ကုန်နေplan လေး show ပြီမစားရဟောဖြစ်တာဗျကျွန်တော်သိတော့ဆိုအားတွေကကျွန်တော်မှားတာကျွန်တော်ဒီတန်ဖို့ရှိနေတယ်ခံပြီးမဲ့ plan ကိုကျွန်တော်အလဲသွားထည့်တော့လဲတော့တယ်တကယ်ဆို beast ကိုနောက်ဆုံးမှထား beast က damage ကျန်နေဗျာဒီကောင်ကမိုက်တော့ဒီကောင်လဲတိတ်ချပင်ကောင်မဟုတ်တာနဲ့တော်သေးအောင်ခီးရမဆိုးပါအောင်ခီးရစေးကြီးရနော်ကျွန်တော်ပေးထားတာ$7လားသိokay ဒီကတော့0 damage တွေခဏခဏသုံးလို့ရတယ်ခယူကုန်ပါတယ်ဒါပါတယ်နဲ့သူလည်းနည်းနည်းလေးမိုက်တယ်။နောက်ဆုံးမှနည်းနည်းလေးအတင်းကိုအသက်ကယ်ပေးမဲ့ကောင်ဖြစ်နိုင်တယ်။တကယ်ပွဲတော့မစားသေးဘူး။ကျွန်တော် test လုပ်တာပဲရှိသေးတယ်နော်။ Okay ပြန်ပြီးလေ Okayရတယ်ချိုးတယ် okay ဒါ mistake တာပေါ့ဘယ်ကြောမှာဟိုတင်ထားတော့နိုင်မှုတော့မလွယ်ဘူးနိုင်မှုတော့မလွယ်ပါဘူးရှုံးမှုတော့တရားခိုင်တော့ 100% လောက်ဖြစ်နေOkay တွေ့ကြရတော့ဒါဆိုရင် beast ကမှားတယ်တင်းနဲ့ဖုန်းကကောင်ဒီဘက်ကောင်ကဘယ်ရောက်သွားရှေ့ဆုံးရောက်မဟုတ်သူက beast ကရှေ့ဆုံးရောက်ဒါရှေ့ဆုံးမဟုတ်ဒါဆို
ရှည်ဆုံးဟုတ်တာဗောမားနေတာဟုတ်လို့โอเคတော့ဒီမှာကကျွန်တော် base နေရာမှာဟုတ်တယ်နော်ဒီမှာက plan နေရာမှာဟုတ်တယ်ပြန်ပြောင်းတော့ပြန်ပြီဘလို့ဖြစ်တာမာနေတာအဲ့မာနေရတဲ့အတိုင်းပတ်โอเคတော့ရေးကြည့်ရနော်တော့ရေးကြည့်ရဒီကောင်ကခိုင်းလို့နောက်ဆုံးမယ်ဒီညမှာနေရမှာက bees ပါဆိုနော်ဒီမှာနေရမှာကplan ရလာတဲ့ဘာလို့ကောင်အဲ့လိုမနေချင်တာလဲတော့မသိဘူး online မှာနေမှာတော့ဘယ်လိုလုပ်ဆင်ပြေနော် okay good morning ဘယ်ကလေးအလောင်းပေးတာခဏလေးနော် PC ရပါဖြစ်နေတယ်ဒီတင်ထည့်လိုက်မယ်ဒီမှာဒီကောင်ရှိလေဒါကရှိဘူးဆိုဒီဘက်မှာတလွဲအေးနေရမှာဒါကောင်ဟုတ်ပြီကောင်အလဲမှာဘယ်သူနေမလဲအလဲမှာ beach နေဒီကောင်ဘာလို့ပြန်ပြောင်းသွားမလဲစဉ်းစားလို့အဲ့ကောင်တော့မနေနဲ့တော့အလဲမှာအရင်ချမယ်အလဲမှာ beach နေဟုတ်ပြီအဲ့နောက်ကောင်ရင်ချမယ်နောက်ကောင်ကဒီကောင်နေဟုတ်ပြီအဲ့နောက်ကောင်ဟောဒီမှာနေဟုတ်ပြီကိုကြိုက်ပါပြီဒါကskip to BKP2 okay သေးထားလိုက် okay ပြန်စမယ်နော်တစ်ချက်ခုနကတော့ဘယ်လောက်ဆော်လိုက်သေးဘယ်လောက်ဆော်လိုက်သေးတယ်ဆိုတော့ခဏလေးအတန်းလေးတူလာတော့တနေ့ရှုံးနေမှာဆိုတော့ကျွန်တော်ဒီပုံလေးတွေဖွင့်ဖို့က1 2 3 4 arena ဆောင်းတော့ဘယ်လောက်ထဆောင်းမယ်Agent Black okay about Agent Black Corriga 2 so small zone no energy စုလိုက်အောင်တစ်ချက်တော့နော်ဒီရှောင်းခေါင်းရနေစုထားရပြချိန်သေး correct okay အဲ့ဒါရေးထပ်စုထားလိုက်အောင်သူတို့ကစားသုံးပြီးရှေ့ front line ကိုကြော်ပြီးတော့ကျွန်တော် metal ကကောင်ကိုစားသုံးတယ်ပေါ့နော်ရှေ့ front line က poison တစ်ဘက်ကတင်းအောင် poison တင်းပုံစံမျိုး okay တော့ဒါ attacking စလုပ်လိုက်ပေါ့ကျွန်တော် energy ချန်ထားသေးတယ် okay နောက်အဓိကဖြစ်တဲ့ base က energy ထုတ်ပါပေါ့နော်ဒီတူရ Q ကောင်ကsorry ဒီကိုရတော့ရှေ့တကောင်ဖြိုးမယ်ဆိုတော့ထားလိုက်အောင် okay ငါကြံခဲ့တယ်ငါသာမကြံခဲ့တော့ခါပြတ်မှာ
ပွဲကကျွန်တော်ခီးပုံမခွန်တုံးလိုက်ဘယ်တော့ကျွန်တော်အနေမချမ်းသေးဘူး Okay နောက်တော့ပွဲ front line နဲ့အလေကို damage တွေပေးတဲ့ကောင်လေးဆို 1 by 300 120 sheet combine eat this okay ဒီကောင်သုံးမယ်အဲ့ဒီလုံးချမ်းမယ်ကောင်လေးအပြတ်တိုက်မှာနဲ့ဒီဒါတော့ဒီကောင်အသက်မရှင်နိုင်တော့ရက်ကိုထားပြပါโอเคဒီခေါ်တော့ကျွန်တော်ရဲ့အလှည့်ပဲနေခဏလေးထရူစာနဲ့ထရူအခရက်အခု I wish that တော့ကိုမတုံးနေပြီဟိုပါတပတ်တာကစရကောင်တိမ်ချီဒီကောင်ကstand as stamp ကောင်သုံး okay ဘာလို့အကျန်းသုံးပြဒီလုံးကြီးကြောက်ရဖျားသုံးချက်တည်းအကျန်းလိုက်လားဟိုကောင်သွေးတရားကြောင့်ကျွန်တော်ဆရာကြီးချိန်နေတော့တိတ်မကောင်း Aristot နဲ့ Necrack တက်သုံးမယ်တွဲလိုက်ပေါ့ဒါပဲသုံးလို့ရအောင်အော်တော့ကသုံးလိုက်တင်တော့လို့ Oh my god ဟောလိုက်ပြသုံးရင်ပြည့်ရှုံးနေအမလေးဖျားအသက်ကိုမရှင်းနိုင်တော့ Okay တပွဲတစ်ဖီအနိုင်မဲ plus တော့တန်းအောင်ပါမရလေဒီလေးလုံးပြည့်အောင်ဘုံလေးပြည့်အောင်တော့ကျွန်တော် fire အောင်ပါတော့ mini torque မှန်ပါလေ Colosseum Arena Tower Arena ပဲစောင်းကိုနဲ့လည်းတူလေးပဲလာတော့ပဲတင်က3လုံး3ရအောင်ဆိုတော့ Ivory Coast ကကောင်းရင်ဒီကောင်းရင် number 3ဒီအောင်3ရအောင် okay ဟိုလည်းစားရထုတ်လာပဲဒီကိုက်ချက်နဲ့ချက်မှတိတ်ပြီးမထီးကြဘူးဆိုတော့ပြဿနာမရှိအဲ့ဒီချက်တော့ကျန်းသွားတယ် okay on number 4သုံးမယ်ကိုဟီယာသုံးမယ်ကိုပေါ့နော် number disability ဟာဖြုတ်တာဟုတ်ပြီချာမယ်သူလေးပါလေးပြန်ပြီးဟီထားလိုက်အောင် okay Necrack okay ပေါ့ဒီပွဲကရှေ့အောင်ပုံကလေးကတခါလေးဖြုတ်လို့ရအောင်ဆို okay ကျွန်တော်ဒီပွဲတစ်ချက်လောက်နားကြည့်လိုက်မယ်ဟောလဲနားမကတ်နဲ့ရုပ်သီးကျွေးတယ် okay ပြန်ကောင်းသွားတာကျွန်တော်ရှေ့အောင်တက်သွားနော် okay သုံးကလေးကနဲ့တစ်ချက်ဖြုတ်မယ်ဟာ sharp work okay yeah ဒီကချက်ပြောက်တော့ speed ကြကိုကောင်းလေးရှေ့မှာ1 2 see 2 3တလုံးဖြောက်ထားလိုက်
okay okay ba speech hame crack net okay con ba lo okay 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 1 2 3 4ဗျာရှိုက်ပြီးရိုက်မယ်ကောပြောင်းသွားပြီးရိုက်မယ်လို့ပြောတယ်နော်အေးအားရဘုံဘုံရ HP 200ရဒီပုံနှစ်ပုံဆိုပါလိစီနော်ပုံနှစ်ပုံဆိုပါဒါပါလေရတယ်နော်ဟိုတရားဟိုဘာဖြစ်မှာ experience ရမှာတော့မဆာဆိုရမ်းကျွမ်းသေး okay အဲ့တော့ဘွေးလောက်သွားလိုက်မယ် arena လေးဘွေးတော့ရအောင်ချမယ်တူမွန်ကိုဂျင်းချန်ဘယ်တဲ့ရတော့ plant တစ်ကောင်ကနှစ်ကောင်နဲ့တက်လာပါတယ် Rose energy ရမ်းမသုံးရင်သေးပဲနဲ့ကျွန်တော် energy တစ်လုံးလောက်ပဲသုံးမယ်ဒါပါလားကောင်းနေငါးတွေဆိုအရမ်းမြန်တဲ့ကောင်းနေအဲ့တော့ကျွန်တော်ဒီကနေအရမ်းကြီးတော့ file လို့မရအောင် speed ချအောင်Okay စားရ3ကပ်ပြစ်တယ်3ကပ်နဲ့ဖြုတ်တယ်ပေါ့ကိုကောင်ပြုတ်မသွားဘူးတင်ထားတဲ့ Q တင်ထားတယ် Okay ဒါဆိုဒီကောင်3ကပ်4ကပ်နဲ့တစ်ချက်ဖြုတ်မယ်သူရှိရ plan တကားဖြုတ်ဒီမှာတကယ်စီကောင်း hero pay Okay ချက်ပြောက်သွားကိုကောင်ဒီတော့သူနဲ့ကိုနဲ့ level တန်းဖြစ်သွားပြီဆိုတော့ကိုကောင်နေတယ်လေနေခါနေဖြတ်ပြတ်နေခါနေ stand သုံးမယ် stand ကသုံးမယ် Okayကို3ကဆိုရင်9ကောင်တော့ပျောက်လောက်တယ်နော်3ကဆိုရင်9ကောင်တော့ပျောက်တယ်ဘာဆိုကောင်1 2 EN 3ရင် Roy number 4ကပေါ်တော့နိုင်တယ်ကောင်4ကတည်းကမထုတ်ချင်တာကောင်လည်းမကန်ဘူးတော့အရင်မပေါ့အော်နည်းနည်းကြံခဲ့တယ်ဖေဖေနည်းနည်းဆိုးတယ်နည်းနည်းဆိုးတယ်ဆိုAs como te queda todo mío. Que lo ve todo no como Canale number 3 ka ticket to in the show on and so number 4 to in the energy channel me ko han. Aje. On 8ထားနဲ့ဒီကထားတတ်တူလား Okay ကိုရီးယား၄ကကောင်းတဲ့ energy ၄ကကြံမှာလေဒါသူဒီကိုဒီ fire ရမှာOkay သူ့ရဲ့ charger ကဘုံမတင်ဒီဘက်သူတည်ပဲနှက်ကပ်ပဲထွက်တယ်ဟော Okay 240 Okay ကိုကြံခဲ့ပြီကို damage ချက်ရှိုးနော် price damage မကြောဖျားတာကြီး50ကြံခဲ့သွားပြီလို့အကောင်နှက်ကပ်ဆိုတော့ကိုရီးမှောက်ကြီးလို့ကွာဒီဘက်နာနှက်ကပ်ပဲထွက်မှာ215တကယ်ပါအော်ရောတကအေးနိုင်တော့တော်သေးတာပေါ့တက်ဆက်သွားလို့ Okay မောက်ကြAC နဲ့ပုံလုံးရမယ်ပုံ3ပုံတော့ရပြီပုံ3ပုံတော့ရပြီဆိုတော့အဲ့ pass ဖြစ်မဖြစ်သေးဘူးပုံ200ဖြစ်မှာ pass ဖြစ်ရသေးဘူး
100နဲ့ဝင်ရဆက်ပြီးတော့ဒီလမ်းposition မောင်းဘယ်ဦးထင်လဲဆိုကိုရှိဒီပုံးလေးပေါက်လာရင်တော့ပါရမှာမေးအဲ့တော့တပွဲလောက်နိုင်အောင်ဆော်လိုက်အောင်ပွဲလောက်နိုင်အောင်ပုံးလေးကုန်ပြေးသွားအောင်လေဒီပုံးလေးကပါထွက်လာတယ်တစ်ခါကျပြဒီဘက်က plan ရေ match ဝိုင်းအောင်မြင်နေ broccoli ညနေဒီကောင်ကိုပုံမှန်တိုင်းမှာ0ကတ်တကက်ကဲကိုဟီကတ်ကတကောင်လေးကကုန်လေးကတော့ထုတ်လိုက်တာဒါ0ကတ်30အဲဒီတစ်လုံးသုံးတယ်ဟုတ်ပြီ speed shot ရယ်ကိုကမာရယ်ကိုရပြန်ဟီးရယ်ဗျာဒီကိုရမနာကြီးလေးလုံးရသွားပြီလေးလုံးရသွားပြီဆိုတော့ဒီကောင်က stand လုပ်တယ်ဒီကောင်လည်း stand လုပ်တယ်နဲ့ကပ်ပဲတော့โอเคကောင်လေးကကန်နာကြီးသုံးထားတာနော်โอเค match ကပါထုတ်မှကြည့်အောင်အခုရှိတဲ့ကောင်ဖြုတ်ဖို့အတွက်ကကျွန်တော်ဒီ energy လေးကစုံသုံးလိုက်မယ်နော်with let's list together ခဏခဏဒီကောင်တွေစီရဒီဆုံးက10 will combine another nutcracker single compact together gain 1 energy bar okay ဒီကောင်ရ let's deal with you 10 wrong ဒီတော့ကနေဆိုဒီကောင်လေးပြတ်နိုင်လားဆိုပြတ်နိုင်ပါတယ်တော့ကနေပြန်ချရလေးကစုံတင်လိုက်မယ်တော့တစ်ကောင်ပြုတ်ပဲကိုလည်းတစ်ကောင်ပြုတ်သူလည်းတစ်ကောင်ပြုတ်ကွတ်တီတော့ကိုတော့20ကျန်သေးသူ့ကောင်လုံးကျန်လို့တော့ကနေတော့ပြုတ်တော့ပါโอเคရှိဆုံးကကောင်အကရီမသုံးတော့ဘူးဘာလို့ရှော့တော့ရောလေးကကျန်တယ်ဒီကောင်တကက်ငါကပ်တော့ဒီဖတ်တာကโอเคတော့ကကောနကပ်โอเคကိုဘောဒါမေးတင်လာဘာမှထူတော့โอเคဒီကတော့မယ်နဲ့တော့ကောင်တေးမှာမိုဒီကပဲထပ်ထည့်လိုက်တော့โอเคကောင်လေးကပဲ0ကလေးကောင်းတော့36အားရကြိုက်တာခရစ်ကရီဘီစ်တော့ကြိုက်တာပြောက်အနေနှလုံးကြံနေကတ်တယ်ဘာလုံးလဲဒီကောင်တိတ်တော့လုပ်လို့မရတော့200ကျော်ပဲကြာမှာပေါ့ပို့ကောင်တက်ရှင်230တက်တယ်နော်3ကရတယ်တော့ကိုကောင်200ကျော်နဲ့နိုင်ရမှာတောင်းမှနိုင်ရင်အော်ကတ်ကုန်ဖြုတ်လေအကောင်းဟိုရောကိုကောင်း20ကျော်ကျန်ခဲ့KK အာနာရဲ့စိတ်မကောင်းဆိုလို့ပဲat least to get single combat နဲ့ကန်နေရှိုးလိုက်မယ်ဆိုရင်ပြဖြုတ်ဒီကောင်နဲ့တော့မှားသွားတယ်ဘာလို့ဆိုဂျုံလို့မာရအဲ့နဲ့ကနေပြတ်တယ်
3ကတ်3မှာတစ်ကတ်3မသိဘူးနောက်တစ်ကတ်3မသိပြီ okay good ဟုတ်လားအေးဒီနေ့ပုံလေးပုံတော့ရပါပြီသို့ပေါ့ပြင်းလိုက်ကြလည်းဘာမှမရှိဘူးပုံလေးပုံရဖို့တက်က4နာရီ2နာရီ3နာရီဟောကြာဒီကောင်လေးကျွန်တော်သိချင်တာ in game ကြာလာလားဒါမှမဟုတ်ဟောကြာလာတစ်ချက်ဆောင်ကြအောင်အခုတစ်ချက်ပတ်တော့53 40ခွန်ဟုတ်ပြီဒီကခဏထွက်လိုက်မယ်53 44တော့ဖြစ်နေပါတော့ခုကျွန်တော်ဒီမှာအပြင်မှာခဏလေးကျွန်တော်တို့စောင့်ကြည့်လိုက်အောင်ဆိုတော့53 44ပြီးတော့ကျွန်တော်တို့အသစ်ပြန်ဝင်ကြည့်မယ်အဲ့ဆိုလို့ရှိရင် in game ကြာလာလားဒီတိုင်းပဲအပြင်တိုင်းကြာလာတော့ချက်သိလို့ရမယ်နော်တော့53 40ခွန်လောက်မှဆုံးသွားဆိုဒါတော့ in game မဟုတ်ဘူးဗျ။ game မဟုတ်ဘဲနဲ့ in time ကြာဆိုပြင်အချိန်4နိုင်လောက်ဆိုလို့ရှိရင်အကုန်ပွင့်နေ။ tourism အေးစာကြည့်တာပါတဲ့တပွဲလောက် Rambo 14အဲဒီတော့လုံးရှိရဲဆိုရှေ့ကောင်ကြီးဟာပဲတောင်းအောင်နိုင်တလုံးချန်ပြီးအော်တို့ဟာလောက်တော့မလို့energy ချွေသွားတယ်ဆိုတော့ဒီတုံးလုံးဆိုရင်တော့ပြတ်လောက်လားပြတ်တော့တာအထုတ်ကြိုင်ပါတုံးလုံးလေးလုံးအန်ဂျီလေးလုံးတုံးသွားတယ်ဟိုအောင်လည်းပြောက်တော့ oh my god ပဲနော်seriously damn okay so တလုံးနဲ့10 minute okay view ပေါ်နဲ့အဆောင်ကြည့်ရပေါ့ကိုရီ beast energy ပြန်ကျန်အောင်ချက်ဆုံးဒီက beast ပဲ beast ကတမ်းမေးတော့တော်ကျန်ဟိုနဲ့ energy စုထားတယ်နောက်တစ်လဲတော့တိတ်မလို့ပဲအဲ့ဒါနောက်လဲတော့ကိုရီလေးပဲပြောလို့ရမတကောင်ဒါဆိုတကောင်ပြတ်ပြီဗျဟိုနဲ့တော့နိုင်ရတော့ okay တရားတော့ငါးတွေကြိုက်တာငါးတွေတော့ချမ်းနေတယ်မျိုးတော့ပြောက်ပါတယ်ဆိုကိုကောင် critical ပါတယ်ဒါပေမဲ့တခုရှိတယ်ကိုကောင်လည်းနှီးနေထောင်းဘလို့သုံးလဲမသိဘူးဟော energy ပြီးခဲ့ခေါက်တော့တော်တော်သုံးထားတယ်ဒီကောင်ကနှစ်ကပ်ပဲထွက်ဟုတ်တယ်နှစ်ကပ်ကို200ဆိုကိုကောင်တက်တော့ရှင်းနိုင်လေကိုမ net critical ပါတယ်နော်နည်းနည်းပြဿနာရှိရဲ့ဒီကောင်နှစ်ကပ်ကိုသုံးနေရပါလိလာမလဲ150 250တဲ့ဖေးဖေးကြံမအောင်လို့အိုးdraw ေးdraw ဆိုdraw ရမထင်တော့ပါဒီ tournament
6ဝဲတော့နိုင်အောင်ဆော့ပေးရမယ်လို့ပြောဒီ6ဝဲတော့နိုင်အောင်ဆော့ကြည့်လိုက်မလေးနော်မင်းထောက်မှလည်းဒီကောက Raven ကစီကရကတော့မယ်နောက်ပြီးတော့ဒီကရကတော့မယ်အဲ့နိုင်နှလုံးချန်လာမယ်ကိုရီတော့နေကြကောပေါ့ဒီနဲ့ထောက်ဝဲ beast တော့ကြိုက်တယ်ကွန်ထရိုလာပေးရတဲ့စင်တော့တိတ်မမိုက်ဖြစ်နေဒီရိုတိုင်းသူရှိရပေါင်းတယ်လေ defense အနေနဲ့ရတဲ့နကတော့က stand ကတော့ပဲတော့မယ်ဒီနေ့လောက်တော့ကိုလည်း damage ချွေနော်ကိုလည်း damage ချွေကွာ okay ဒီကနေဆိုတော့ဒီခေါက်ကတော့ရှေ့ရောက်ပြောင်းလာတယ်ဒီကကွာနောက်က beast get damage ပဲအကုန်နေရအဲ့တော့လည်း damage တိတ်မ flow ဖြစ်ကေဒါမကွန်နဲ့ဥပါတော့မှာဟာတော့မှာလို့ပြောဒီလိုကတော့မယ်ခက်ကတော့မယ်ခက်ကတော့လို့ပုံပြောင်းရင်မပြောင်းရင်တော့ဒီကတော့အဲ့ဒီပုံဖြစ်တော့ပြောင်းတော့မပြောင်းဘူးပြောင်းတော့ဟိုတော်သေးအောင်ကိုကတော့ကတော့ miss တော့ချင်းရမကောင်းဟုတ်တယ်နဲ့ဒီကတော့လည်းကိုလာထူ miss သွားတာဆိုလည်းတော်သေးအောင်အကန်တစ်ချက် miss တယ် okay ဒီကောင် miss လုံးတက်နေအဲ့ချက်တော့လန့်နေmiss တက်မှာလည်းကပဲရှိရဲ့င်ခဏလေးအာတူကနေမှတော့ပြောင်းတရားတော့မရနခရကကကောင်းဘလော့ဒါမေsorry ဒီနကစားတော့ပြပါကျုံးနေကျုံးစရာကြီးပဲโอ้ว่ะကျန်ခဲ့ပြီလို့ဘာကကနမျိုးနော် energy ချန်လာโอเคအေးပေါ့ဒီကောင် reptile ဆိုလည်းတိတ်တော့မရှိโอเคသုံးကဒီကောင်ကနကနေပေါင်းရအောင်ဆိုတကအဲ့ဝါသာနခရကကဆိုမဟုတ် energy ပါရတဲ့โอเคစောမယ်နော်စပြည့်မြင်တော့ကို Mr. ကတက်မယ်ဒီကနေ့ဆိုFirst round Mr. တက်ရင်โอเค First round Mr. တက်မယ်ဒီကောင်ကင်းနေတယ်တကโอเคဟာလည်းကောင်းကောင်းဒါမှပေးနိုင်တော့နေကိုဘကတော့ချိုးလို့ရတယ်โอเค3ကပြန်လာတယ်နဲ့3ရကပဲ3မယ်တင်ရောcòn lý cả đồng tổ nào mèo ý
ပြီလို့ရဆက်လိုက်တာဘာလို့လဲတော့လဲ reptile late game reptile အဲ့တိုင်းပဲကျွန်တော်ကောင်း late game reptile ကိုရှင်းပြီးတော့ fight နိုင်မှာဆိုတိတ်မလို့reptile เนี่ยစွမ်းreptile ဆွေးမော်တာနပွဲတော့နိုင်တာလေโอเคနပွဲတော့နိုင်တာတဲ့ဆိုတာတတိယပွဲမနီထော်မန်တတိယပွဲ၄နိုင်ဆို၄နိုင်မတိုင်ဘူးနိုင်ဖိုင်လာโอเคဟိုဘက်က plan တော့ကောင်းတယ် reptile တော့ကောင်းတယ်ဘယ်လိုတိုက်ခွင့်နဲ့တွက်လာတယ်တော့မသိဘူးနာကြီးလေးကိုချွေပြီးတော့ plan လေးရိုက်အောင်ပါဆိုချွေနာလည်းတော့လာပြီးရှော့မယ်โอเคကိုအထိကတော့အခြားဆုံးနေလေးနေတယ်โอเคဒါတော့မယ်တော့မယ်ဘာတိုက်စစ်ဘယ်လောက်ရှိတယ်လို့ချက်ကြည့်ကြအောင်တိုက်စစ်ကြည့်ရချက်ကြည့်ကြအောင်ဟာဖီနိုဘာဒီကောင်လေးအစိတ်သိမ်းစိတ်သိမ်းအစိတ်နဲ့ဖြည်းဖြည်းညှက်တက်မယ်တင်းပါဒီစမရှိဘူးကိုရီမာဟီးပါတယ်ဆိုโอเคပေါ့ဒီရင်ပါတယ်စိတ်တဲ့စိတ်ထဲဘာလို့ဝင်ကြည့်အောင်ကိုရရှိအောင်ဖျောက်ပလိုက်ပြီညလိုက်တာဒီလေးကစားမယ်sorryကို energy gain ရတဲ့စားမယ်အောက်ပြီးတော့ other two cut ဖြစ်တဲ့ဒီကောင်နဲ့ဆောမယ်ဒီကောင်နဲ့ဆောမယ်တော့ဒီကောင်ကပြောင်းပါကောင်းအဲ့နှလုံးကျန်နေနောက်တစ်ကောင်ဝေးရyour first beat ဖြစ်သွားပြီဆိုဒီလေးဟောနိုင်လို့ရှိရင်အဲ့နှလုံးဝင်ရှိဆိုတော့ခယူနေခယူပဲတော့ကောင်းမယ်အေးပြီးတော့ spray step on Mister ကတော့နောက်ဆုံးမှာဘာမစ်လို့တက်မှာတော့နောက်ဆုံးမှာကောင်းမစ်လို့တက်မှာတော့ Q ထပ်တော့လိုက် Q ထပ်တော့လိုက်ကွာso good okay kakak kena betul lah macam oh yang buang baik dah defense kan baik dahဘယ်လိုပေးလိုက်ပြီနောက်ပွဲအမုန်းဆိုလို့ရအောင်လားဟုတ်တယ်လွတ်ပေးလိုက်မလားကျွန်တော်တို့ okay energy လေးတော့ရတယ်1 2 3 4ဒီကအမြန်ကောင်းပဲဆိုလှုပ်ချိန်မရလိုက်
ကတ်ထုတ်နေနောက်တော့အေးဟာနည်းနည်းဟိုပါလိုက်ကဲသုံးလုံးပဲကျန်တယ် critical nut ရမလားတန်ရရနိုင်လောက်ဘူးလို့အော်ဘာလဲဟာရတန်ပါလားမသိဘူးဝါအော်မလို့ဘာလဲကိုရိုက်တယ်ကိုအထိရတန်ပါတယ်တူလို့ပြောတာနည်းနည်းရှုံရှုံဟာနည်းနည်းရှုံရှုံတက်တယ်ဆိုမဆိုးပါဘူးနောက်တော့3ဝက်လောက်တော့ဆွဲနော်တက်အော်လေးဆိုဘတ်တကောင်မတ်တကောင်ပြီးတော့ကောင်းပါအများကြီးတာတော့ရှိတယ်ကောโอเคဒီကောင်တော့ကောင်းရင်လေကဒီကောင်လေးနဲ့နားမယ်အဲ့ဒါစုမယ်ကိုစုရတဲ့သူကထူလာโอเคhello train pipe ဖြုတ်တယ်ပျောက်သွားတယ်တကယ်ကြီးပဲတကယ်ပိုက်တယ်သုံးကန်နေတာဘာလို့ယောကင်းဒီလေးကပွေတာဝါတယ်ဒီမှာကိုရီကမြန်သေးတယ်ဆိုတော့အဲ့ဒါဆိုကတဲ့အောင်ကြကြဒီတော့ကလောက်ထွက်တာတရားသုံးကတော့ထွင်ရှီပိတ်လို့ရတယ်ဒီကောင်မစ္စတာနေဒီသုံးကမတ်တကောင်ဝင်လာမယ်ဝင်လာပြီးရင်ဒီဖိုင်ဆိုမရဘူးပါတကောင်ဝင်လာပြီးရင်ဒီကောင်အသေးပဲအဲ့လိုပဲဖိုင်ရမှာNamamdi. Easy is that. Mas ka api wena ha. Mas wena ko ring tilaw. Nakapyaw ba toriyaw. Nakajam. Kajam di kana kana uli la. Okay. Kapyaw ba. Yana ko di mana pilon ya potong juga ya dia na second mi oke chi lo ya ma ba so tai song ma ko udah aja coba cara mencoba dulu dia negara orang negara kan liga orang tuh Ozio negara nih Antiga aku Mister mau kerja Mister Tivo lu mau kok Mister Mas Pia teman-temannya apa nih? Pia. Lem. Mulai lah. Jadi apa dah? Oh baik.
ပွဲတစ်စောအောင်မယ်နှစ်ပွဲကြံသေးတယ်နှစ်ပွဲစောပြီးသွားရင်တော့အဆင်ပြေမှတင်တာပဲဒီနောက်တော့တနေ့လုံးစော energy ရှိသလောက်ရထိုင်စောနေဒီနေ့ကိုယ့်ရဲ့ beast ကဘလို့နားနာစောစီ beast နဲ့ကောင် beast နဲ့ကောင်စောစီဘလို့နားနေတော့ EWE Paksa Okay ဒါစဉ်းစားမနေနဲ့ဒီတင်ဂျင်ကောင်း analyst time ပြောင်းကောင်းလားတခုရှိရကိုတင်နေတဲ့ speed လေးနှီးနေအောင် on speed ချပြီလဲ energy နဲ့ကတ်သုံးထားတယ် Okay ဒီကောင်လေးတိုင်မယ်ဆိုရင်ဘယ်ချိန်မှကောင်း energy တကတော့ပဲသုံးရင်260နဲ့ကတ်သုံးမယ်ဟုတ်ကြည့်ပါသုံးလိုက်မယ်အဲ့တော့မော်ကောင်းနေဘလို့ရိုက်မယ်ကြည့်ချင်တကတ်သုံးတော့260တက်တယ်ကျောင်းစက်ပေါ်လေနော်ရိုက်အိုင်းနေရိုက်ဘယ်ကတက်တယ်ရရှိပြုံးလေးပဲဝိုင်းနေဆက်လေးစက်ပုံလေး Yes sir ဒီဘနားမယ်ဒီလိုလောင်းနားလိုက်အားနောက်ထောင်းကြောင်ရှိရအောင်ဖြုတ်ကလည်းမောင်းပြီးပါဘာလို့လိုတာမဟုတ်တော့ဘူးနော်ကောင်းမဲ့လို့ရမှာမသိဘူးတပည့်ရလာတော့မှမလာတော့မိုင်းပဲရှင်းကောင်းတယ်မလေးဟုတ်တယ်ဒီပြရမယ်ဆိုဒီကောင်းစနေတော့မယ်ဟုတ်ပြီတရားကောင်းတယ်ကလည်းဆိုဖြုတ်လို့တယ်ဟုတ်တယ်နောက်တစ်ခါမှစတက်တော့တော်သေးအောင် view content ဒါဘုကောစကြ view content energyရိုက်ကွာဖြုတ်ကွာလို့ဝိုင်းကောတော့လုံးရနိုင်မလဲမဟုတ်ဘူးအောင်မကျန်သေးကိုနေထားတယ်ဟောနှကန်းဆူနဲ့ကောင်းတစ်ခေါက်ကြည့်ရတော့ရိုက်ကွာဘာလို့ရိုက်တယ်အားပါမလေးရဟမ်သိမြလေအမရှိတော့ဒါအရီနာမဟုတ်တဲ့တော့အရီနာမဟုတ်တဲ့တော့ကိုအဆင်သိအောင်လေနော်ဒါသိမရှိဘူးတဲ့mini torrent map တော့ရရနော်ရI know good idea. Oh, pani dia, pani dia. Okay. Luna Star.
Peace partner. Let's see. Give it up. Okay. Mama. Apa tuh? Yung Tommy. Oh, no, we don't. Hold on. Thôi vừa đi vừa vào luôn này nó mất chưa còn có này con này đã nhớ con này đã của con sống thì Ketika mainnya ini bisa mau apa đi apa tông này xíu là tông gì này còn đeo tông gì thật đeo là trả chụp ra là gì đúng không nó cả nó còn chiều gặp đấy nó còn Oh shit, con nó xuống mà tôi mà Hero to cat, defend the cat The cat, and tôi con này rất con này nên tôi là nhẹ quá gọi là con nó là sao game was second base play này cái của con nhé đi con nhé để hồi rồi đi con nhé lúc tôi đã biết it's very easy chef bị đi con nhé con to từ bao nó có tệ này lại nó sẽ xem con vậy sau khi bị enjoy your robot oh di mana ya ma sorry Korea mati nai ma cho bầu bắt đầu đây cả chọn bên này ok
လေးလုံးနဲ့ပြေးသွားဆက်စော်လေးဘာမှရတော့တယ်တော့အခု mini tournament တောင်းတော့တည်ပါပြီ first class ဘယ်ဝင်ကြရဝင်ကြီးလည်းမရှိဘူးဆက်ပြီးလည်းမဝင်နိုင်ကိုရီကောင်းနေရတဲ့နေလေးပြီးတဲ့ချက်လို့မရဘူး private tournament တောင်းပါချင်နိုင်လားseason တောင်းချက်ဝင်ဖိုက်ကြအောင်လည်းရောတောင်းတယ်စမ်းကြည့်အောင်ချုံးတော့မရှိပါဘူးဆောင်းပြရအောင် Okay so ပထမဆုံးဆရာကြီးရဲ့ပေါပါလေးပဲတုံးလိုက်ပေါ့ Okay ဘာတော့မကြည့်ရအောင်တော့စရီရှိမပြုတ်သေးဘူးနည်းနည်းထိသွားပြီအခု30လောက်တော့ဖြုတ်လိုက်နိုင်တယ်ပေါ့အဲ့ရလောက်ပဲဆက်ဆရာယူအစီလုံးတင်ပေးပြီးတော့စောင်းနေလိုက် Okay နည်းနည်းထိရ Okay တော့ရှေ့တော့ကောင်းနေဖြိုကြည့်အောင်လုပ်နေလဲနော်အဲတမ်းမေး3ခန့်နဲ့ကောင်းလည်းကိုပြီးဖြိုမှာပဲတော့ကောင်းပြုတ် Okay ဒီလိုကတ်ပါမယ်ရှေ့ဆုံးကနေ damage တစ်ချက်ထုတ်မယ် Okay ပေါင်းနေကမြန်နေ Air Force 1 Okay speed shot မလေးပါရလော Legend reaction Okay Social Corner show တကြတော့ဖြစ်သွားဆိုကျွန်တော်တို့ကဒီကောင်က debuff target ဆိုဟုတ်ပြီဒီကောင်ဖြုတ်မှာဒီဖမီနဲ့ဒီဖတ် target ဒီဖမီနဲ့နဲ့တဲ့နဲ့ကောင်ကတမ်းပြီးတော့ကိုရ Okay easy ပါရတကနက3ကတာရမယ် F1 ချောမယ် Okay တမရပြောက်နော် ACC တကတင်မယ်ငြိမ်နေလိုက် Okay 3ကat least 2 additional cut နဲ့နကနဲ့အနိုင်တော့မှကြံဟုတ်ကိုယ်စတန်ပေးထားလိုက်ပြီ ACC စတန်ပေးထားပြီဒီတကနဲ့ကိုယ်အနိုင်တက်စုကြည့်အောင်တော့ဘာလုံးနိုင်အော်မားတယ်easy တင်ရမှာဟုတ်ပြီ critical energy ကနက်ခရကန်နဲ့ဆိုရင်ဒီကောင်ပျောက်ပါပြီဒီဘောတော့နိုင်ပါပြီတို့အောင်ဖနိုင်ရောHPDI ရမစိုးပါဘူးတော့သူကဘာလို့မပြဘယ်ကတော့ဘောက်ချအောင်ဟောချတာဟာကို community တောင်းအောင်ချလိုက်တာဟုတ်စီ
season tower တော့မဟုတ်166အဲ့ဒါ40လောက်ဆိုတော့100လေးပဲရမယ်100ရရင်တော့ပြန်မဝင်လို့ရမှာအဲ့ဒါဘောလားမလဲso okay sorry demo apa namanya effect apa lu ya karena aku ini masih ya lah level itu tak nak tuh easy dia easy dia level tak nak tuh ya okay oh nak ke information ya every stack oh kulu je nak dikong sinister strikes oh my god oh pada pitch tu kalau tu tak boleh ya bro memang way like that part no bro way like that part okay dikong charge ai rồi miệng ngon đi về quên nó số mà cái gì lông cháy thùng ta phim thì con miếng con đi rồi bác sĩ ra con phí con chó mà sweet bác sĩ ra con cái bị bao này ok see tông gật con thua mà tông gật damn it come on another obi oh sorry okay shiaဒီတော့ငါးလေးတော့တက်ပြောက်တော့တက်ဖီနေမှာဆက်ရမယ်ခုနိုင်တော့ okay let's rush okay deflector ထွက်တယ်အမေက deflector ထွက်တယ်ဆိုတော့ကောင်းရကောင်းကမသုံးတော့ two additional cutကပ်တော့မှာနော်အော်တကောင်မသုံးတော့ပိန်ပါပြီနော်လေပိန်ပါပြီနောက်လည်းကိုရီးယားဘာမှမပေါ့ဘူးအားတစ်ချက်နဲ့နားကောအဲ့တော့နည်းနည်းနားပါပြီတရားတစ်တော်ရအောင်30 95 okay ဘာတကယ်မယ် check မယ်အဲ့ဒါတော့ okay တရားကျွန်တော်နဲ့ဆို AC ပဲနောက်တရားကျွန်တော်ကိုရနေ level 2မှာ not constant ပါပြီရှေ့ကောင်ခါလိုက်ပြုတ်မယ် okay not constant ပါပြီဆိုတော့ not ကောင်အရင်မြန်တယ်ဘာတော့ constant ရှိမှာမဟုတ်ဆိုတော့အဲ့နှလုံးကိုချန်ထားလိုက်ကောင်းမယ်တရားပါထုံးလိုက်မှာနော် okay ကောင်းလေးကလုံးပြည့်ထုံးshow me a team okay yeah I'm sure okay dikataw me nagkataw nga ito
ဘာကောင်းသေးဘူးဒီမင်းပြင်ကိုလေပဲလားကြာ98ဒီကဟိုမရိုက်နိုင်ရတော့မလီကလည်းကိုရှောမရိုက်နိုင်မင်းလည်းပဲပေါ့ဖုံးကနေတော့မတက်ဘူးမဆိုင်ဘူးဘာမှမဆိုင်ဘူးကဲအားလုံးပဲဒီနေ့တော့ဒီလောက်ပါပဲနော်နောက်ရအောင်ပြန်တွေ့ကြမယ်ဒီချာလေး train လိုက်အောင်ဒီပြင်ဒီဘုံလေးဖွင့်တာဘယ်လောက်ရတယ် SB ဘယ်လောက်ရတယ်ဆိုတော့ကိုပြပြပေးတော့မှာပါအားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ဘာမှမဟုတ်ကြည့်နော်ကျေးဇူးတင်ပါတယ်